စောကောင်းဆုံး VN ၄ခုကြောင်းပြောပြပါမယ်ဖြစ်ပါတယ်။ရဲ line ဆိုတော့တော်ကောကျွန်တော်မှာ what ဖြစ်ပါတယ်။ပထမတစ်ခုကလည်း star VN ပဲဖြစ်ပါတယ်။ဒီ star VN line ဆိုတော့တော်ကောင်းပြီးတော့တော်ကြီးကိုစောကောင်းနေမှာပါပါတယ်။ရဲ bro စောမယ်ဆိုရင်တစ်တော်စောပဲဖြစ်ပါတယ်။စောကြပါဒီ star VN ။ဒီမှာပုံစံလေးပြထားပါတယ်။ရဲလို့ချရပါလေရတော့ bro game VN ပဲဖြစ်ပါတယ် game VN ဖြစ် VN တော်တော်ကြီးလဲဆော့လို့ကောင်းတဲ့အဲမှာပါပါတယ်ဒီ VN လေးရဲ့သူကအချိန်ကတ်မှတ်ထားမရှိတော့ကြောင့်တော်တော်ကြီးဆော့ကောင်းဒုဗမာ block 4မျိုးဆော့လို့ကောင်းသေးပါလေဆော့ကြပါဒီ VN ချိန်နေရအောင်ဒီမှာပါဟုတ်ဒီ VN ရတော့ potato VN ပဲဖြစ်ပါတယ်ဒီ VN တော်ကြီးကိုစော့ကောင်းတဲ့ထဲမှာပါပြီးတော့အခက်မတိတခုမကောင်းတာသူကကမ္မတိ VN ပြုတ်သွားရဲ့အကျဉ်းရှိပါတယ်အဲကြောင့်ဒီ VN 9ဆိုတော့တော်ကြီးကိုကောင်းပါလေအဲကြောင့်ဒီ VN တော့မို့အကျဉ်းပြုတ်ပါလေဟုတ် VN ဒီ okay ဒီ VN အတုံးဝင်ပေါ်အကြောင်းဒီမှာပါဟုတ် VN ကြောင့်နော်ကြိုက်ဆုံးပလက်တူ VN ပဲဖြစ်ပါတယ်သူကတော်ကြီး line ဆိုတော့ share ကောင်းတဲ့ထဲမှာပါပြီးကြာတော်ပြောရမယ်ဆိုရင်ဗျာတနားထိဆော့လူရ VN ပြုတ်သွားမှာပဲဖြစ်ပါတယ်တော့ကျွန်တော်မျိုးကျွန်မဲလိုက်ဆော့ပူပါတနားလူပြီးပြော AFK မဲလူရတော့မကောင်းပါဘူးဒီ VN လေးဖြစ်ပါတယ်သုံးဝင်ပေါ်တော့ဒီမှာပါအခုကျွန်တော်ပြတော့ရဲ့ VN လေးခုဆုံးကတော်ကြီးကောင်းတဲ့ထဲမှာပါတဲ့ VN ပဲဖြစ်ပါတယ် VN ရောအတုံးဝင်ရော bro VN ချိန်ရပဲနဲ့စောလို့မရဘူးကွာအဲ့လို VN တွေ့ကြုံလိုက်ဒီ VN လေးခုကိုကျွန်တော်မလဲလိုက်တုံးနေပါတယ်ကျွန်တော်တုံးတဲ့ VN လေးပြောပါဘာဖြစ်လို့ နောင်မပါလာလဲဂျမ် VN မပါတော့ကျွန်တော်မတုံးတဲ့ VN ဖြစ်လေတော့ကြောင်းမပါဖြစ်ပါတယ်ဒီလိုဗီဒီယိုပါပဲကျွန်တော်ရဲ့ video like and subscribe နဲ့ cable တောင်းဆိုချင်ပါတယ်bye bye